မျိုးကြီးရေမစိုးလာနာမြေပဲယုံလူမျိုးကြီးရဲ့ဆိုင်ကြောင့်မြန်မာပြည်ရတဲ့ချောင်းဒီကူမနွယ်တော်ချင်းရှာမေကြီးတော့တယ်အဲဒီညကလာပြတာဟောကောင်းပါလိမ့်ငါနဲ့ညာ အရှင်ဖေယားတပည့်တော်သည်ဤအမျိုးသမီးလေးအပေါ်တွင်တစ္ဆာရှိရှိမျက်မျက်နှာနှာနဲ့တန်ဖိုးထားပြီးချစ်ခဲ့ပါသည်ဤမှန်ကန်သောတစ္ဆာစကားကြောင့်ဒီဘဝမှာပေါင်းဖက်ဖို့ကံပါမလာခဲ့ပေမဲ့အကယ်၍နောင်ဘဝဆိုတာရှိလာခဲ့ရင်ဤအမျိုးသမီးလေးသည်တပည့်တော်အပိုင်းဖြစ်ရပါလို့အရှင်ဖေယား ยกโตเจ้านั้นเป็นเจ้าหญิงตัวไอ้ก็เป็นดังเจ้าสายตัวไอ้คนนี้นั้นหักจริงอยากได้สมงามมาเคียงกายถ้าคบกันแล้ว